ကာရက်ရဲ့ကြီးမားတဲ့ plan သို့မဟုတ်ကစားသမားအပြောင်းရွှေ့များ အားလုံးပဲမင်္ဂလာပါ United Icon ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ညကစားမဲ့ Nottingham Forest နဲ့ပွဲစဉ်မတိုင်ခင် Manchester United အသင်းစီကနေပရိသတ်တွေစိတ်ဝင်စားမဲ့သတင်းတူတွေထပ်မံထွက်ပေါ်လာပြန်ပါပြီပထမဆုံးသတင်းအနေနဲ့ဒီနေ့ပွဲအတွက် Carrick ရဲ့ပြင်ဆင်မှုအကြောင်းပြောရပါမယ်အသင်းနဲ့အတူလိချင်ကန်အပြည့်အဝပြင်ဆင်နိုင်ပြီဖြစ်တဲ့ Casemiro နဲ့တိုက်စစ်မှု Benjamin Sesko တို့ဟာမနှက်ဖြန်ပွဲမှာပွဲထွက်လူစည်းရင်းနဲ့ချက်ချင်းပြန်ပါလာဖို့ရှိနေပါတယ်Manchester Evening News ရဲ့ဖော်ပြချက်အရ Carrick ဟာအဆင့်3နေရာကိုတီချအောင်ထိန်းထားခြင်းယုံတယ်မကပဲယာဒီပိတ်ပွဲတွေမှာအနိုင်ရလက်နဲ့အတူအသင်းရဲ့တိုက်စစ်ပိုင်းကစားကွက်ပိုပြီးစီးဆင်းမှုရှိလာအောင်ကွင်းလယ်မှာ Casemiro ကိုအထိုင်ထားပြီးတိုက်စစ်ကိုစောစောစီးစီးဖိကံမဲ့ကစားကွက်မျိုးကိုအသုံးပြုဖို့ပြင်ဆင်နေတာဖြစ်ပါတယ်ဒုတိယချက်ကတော့နွေရာသီအပြောင်းရွှေ့အတွက်စိတ်ဝင်စားစရာအလှည့်ပြောင်းသတင်းတစ်ခုပါ Man U အသင်းဟာအတလန်တာက Edison ကိုဒီမကပဲ Real Madrid ရဲ့ကွင်းလယ်လူ Federico Valverde ကိုပါခေါ်ယူဖို့ရည်ပန်းစားနေတဲ့သတင်းတွေထွက်ပေါ်လာပါတယ် Valverde ဟာကွင်းလယ်မှာ dynamic ဖြစ်ပြီးအဖြတ်ရောအတိုက်ပါကစားနိုင်တဲ့ကမ္ဘာအဆင့်ကစားသမားတစ်ယောက်ပါအသင်းရဲ့ဘန်ဒါရေးတောင်ရှိသူတစ်တီကလာမယ့်ရာသီ Champion League မှာပလန်ကြီးဆွေးနိုင်ဖို့အတွက်ဒီလို marquee signing မျိုးကိုအရောက်ခေါ်ယူဖို့အလေးအနက်စဉ်းစားနေတာဖြစ်ပါတယ်ဒါတကယ်ဖြစ်လာရင်တော့ Man U ကွင်းလယ်အတွက်အကြီးမားဆုံးအဆင့်မြင့်တင်မှုဖြစ်လာမှာပါကဲမန်ယူပရိသတ်ကြီးရေတင်ဟမ်နဲ့ပွဲမှာမန်ယူအသင်းဘယ်နှဂိုးနဲ့နိုင်မလဲ Valverde ကိုမန်ယူအင်ဂျီနဲ့တကယ်မြင်ချင်ကြလားတင်းရဲ့အမြင်တွေကိုကောမန့်မှာပွင့်ပွင့်လင်းလင်းရေးသားဆွေးနွေးသွားကြပါဦးပွဲပြီးသုံးသပ်ချက်တွေကိုလည်းချက်ချင်းသိရဖို့ကျွန်တော် channel ကို like follow နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်ကြည့်ရှုသူတူဦးချင်းစီကိုကျေးဇူးတင်ပါတယ်